မြန်မာပြည်အာဏာသိမ်းပြီးလူငယ်တွေအလုံးလက်မဲ့ဖြစ်နေချိန်မှာငပူတော်ရွာမှာနေတဲ့ဦးလုံးကွေးမဲနဲ့ထိတ်လန့်ဆိုတဲ့တငယ်ချင်း၃ယောက်ဟာချမ်းသာရန်အတွက်အမြဲစဉ်းစားနေကြပါတယ်။ပါတနေ့မှာရွာထဲကဖိုးအောင်တွဲလုံးစီမှာရတနာမြေပုံရှိတယ်လို့သတင်းကြားပြီးအဖိုးကနေမြေပုံတောင်းပြီးရွှေရှာရန်တော်ထဲထွက်လာခဲ့ပါတယ်။ဒီလိုနဲ့မြေကမ်းဘေးတနေရာအရောက်မှာတော့သူတို့ကမြေပုံကိုထုတ်ကြည့်ကခရီးဆက်ခဲ့ကြပါတယ်။တောကလေးတဖြည်းဖြည်းနဲ့လာပြီးကျန်းတန်းခက်ခဲတဲ့ခရီးအဖြစ်အသွင်ပြောင်းခဲ့ပါတော့တယ်။တောနဲ့တနေရာအရောက်မှာတော့မြေပုံကိုတဖန်ပြန်ထုတ်ကြည့်ကရတနာရှိရာအရက်နဲ့မဝေးတော့ကြောင်းပြောပြီးအာတက်မွေးကထွက်ခွာလာခဲ့ပြန်ပါတယ်ဒီလိုနဲ့သူတို့၃ယောက်ဟာရေစီးတန်တဲ့မြေတစင်းကိုရောက်လာပြီးတစ်ဖက်ကမ်းမှာရှိတဲ့ရတနာတွေကိုအရယူဖို့ခက်ခက်ခဲခဲမြစ်ကိုဖျက်ကြပါတော့တယ်ခဲခဲမြစ်ကိုဖြတ်ကူးခဲ့ကြပြီးနောက်မြစ်ရဲ့တစ်ဖက်ကမ်းကိုအောင်မြင်စွာရောက်ရှိခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အခက်ခဲတွေကိုကြောဖြတ်ရင်းရတနာတွေညှိနှံထားတဲ့နေရာကိုတွေ့ကသူတို့၃ဦးလည်းအားရပါရရတနာများညှိနှံထားတဲ့နေရာကိုတူးပါလေတော့တယ်။ Wow, amazing! အတန်ငယ်တူးပြီးတဲ့နောက်မှာတော့မြေကြီးထဲကနေကြီးမားလေးလံတဲ့အိုးကြီးတစ်လုံးထွက်လာပါလေတော့တယ်။သူတို့၃ယောက်လည်းအရန်ကိုပျော်ရွှင်စိတ်လှုပ်ရှားသွားကြပြီးအနာဂတ်မှာသူတို့ကမြန်မာပြည်တွင်းချမ်းချမ်းသာသာနေရတော့မယ်ဆိုပြီးတွေးကအိုးဖုံးကိုစိတ်လှုပ်ရှားစွာဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ထင်ထားသလိုရတနာရွှေအိုးမဟုတ်ပဲရှေးခေတ်ကဘိုးဘွားများအိမ်သာမသွားနိုင်လို့ပါထည့်ထားတဲ့ရှေးဟောင်းနှစ်ချို့ချီအိုးကြီးဖြစ်နေပါတော့တယ်။ What is that?